Telegram မှာလူကြီးက channel တွေကြီးမြရင်ကြီးအောင်လုပ်နည်းအရင်ဆုံး Telegram မှာ @Vision Pro Max လို့စာပါမှာရိုက်ရှာလိုက်ပါပြီးရင်အဲ့ဒီမှာရှိတဲ့ Pro Max ဆိုတဲ့ကိုဝင်ကြည့်မယ်တော့ဝင်လို့မရဘူးတခါထပ်ဝင်ကြည့်မယ်ဝင်လို့မရဘူးတခြား channel ဝင်ကြည့်တော့ဝင်လို့ရတယ်တခြားတွေဆိုရင်ဝင်လို့ရတယ်အဲ Pro Max ကဝင်မရဘူးအဲ့ဒါကိုဘယ်လိုဝင်လို့ရအောင်လုပ်ရမလဲဆိုတာတစ်ဆင့်ချင်းရှင်းပြပေးမယ်ပထမဆုံး Chrome browser ကိုသွား Telegram web လို့ရှာပြီးရင် Telegram web store တဲ့ထဲကိုဝင်ပြီးရင် Chrome ကို desktop mode ဖွင့်တော့အစဘေးနာ1434ကိုနှိပ်ပြီးရင် desktop mode ဖွင့်လို့ရတယ်ပြီးရင် login web ဖုန်းနံပါတ်အမှဖုန်းနံပါတ်ရိုက်လိုက်ပြီးရင်ကုတ်ကြလိုက်မယ်ဖုန်းမှာဒါမှမဟုတ်လို့ရှိရင် Telegram ထဲမှာလည်းကုတ်ကြပါတယ်အဲကုတ်ကိုယူထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်က setting ကိုသွားမယ် setting ထဲမှာ privacy ဆိုတာလေးဝင်မယ်ပြီးရင်သူကအဲ့ဒီဟာတွေအောက်ဆုံးထိဆွဲလိုက်မယ်အောက်ဆုံးထိဆွဲရမှာအောက်ဆုံးနားမှာ sunset content disable filtering ဆိုတာရှိတယ်အဲ့ဒီဟာလေးကိုမှန်ကြီးချက်လိုက်ရုံပဲအဲ့ဒါလေးမှန်ကြီးချက်လို့ရှိရင်လူကြီးကားတွေကိုအားလုံးကြည့်လို့ရပြီ check the channel ဝင်ကြည့်လူကြီးကား channel ကိုသူများအကုန်ဝင်ကြည့်လို့ရပြီပြီးရင်သော channel ကိုတော့သောဝင်လို့မရတာကိုဝင်ကြည့်မယ်ကြည့်ရသွားပြီဝင်လို့ရသွားပြီနောက်ပဲ channel ဖြစ်ဒါလေးမှန်ချက်ထားလိုက်ပြီဆိုလို့ရှိရင်လူကြီးက channel ကိုသူများဝင်လို့ရပြီဝင်ကြည့်လို့ရပြီဘယ် channel ဖြစ်ဝင်ကြည့်လို့ရပြီ